ညဘက်အိပ်ရာပေါ်လဲနေတယ်အိမ်မပျော်သေးတော့ဖုန်းကောက်ကင်ပြီးတော့ Facebook ကြည့်နေတယ်ပထမတွေးလိုက်ရတာကငငယ်ကလေးကအတူကြီးပြင်းခဲ့တဲ့တငယ်ချင်းတယောက်နိုင်ငံသားမှာရောက်နေပြီဒီစိတ်မှာရိုက်ထားတဲ့တပ်ပုံအလုပ်အစ်စ်ဘဝအစ်စ်မျက်နှာမှာလည်းပျော်နေတယ်အဲ့ဒီကနေနည်းနည်းဆက်ကြည့်လိုက်တော့နောက်တငယ်ချင်းတယောက်အလုပ်ကောင်းတစ်ခုရနေပြီယာဒူးတိုးသွားတယ်ဆိုတဲ့ post လာသာကောင်းတယ်လို့လည်းကြားထားတယ်ဒီလိုနဲ့နောက်တစ်ယောက်ကျတော့မင်္ဂလာဆောင်ပုံတွေတင်ထားတယ်အိမ်နောက်ကျသွားပြီတယောက်ကတော့ကားအစ်စ်နောက်တစ်ယောက်ကကိုယ်ပိုင်လုပ်ငန်းတွေနောက်တစ်ယောက်ကကျတော့ခီးတွေထွက်နေတယ်နောက်တစ်ယောက်ကကျတော့ဘွဲအစ်စ်တွေရနေတယ်ဒါပေမဲ့ကိုကကျတော့ဖုံးကင်ပြီးတော့သူတို့ရဲ့ဘဝတွေကိုကြည်နေတယ်အစာပိုင်းတော့တင့်ရဲ့စိတ်ကပျော်နေကောင်းပျော်နေနိုင်တယ်တငယ်ချင်းတွေအဆင်ပြေနေတာကောင်းတာပေါ့လို့လည်းတွေးမိတယ်ဒါပေမဲ့စခရိုးထက်ဆွဲရင်တနေရာရောက်တော့ရင်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုဝင်လာတယ်သူတို့အားလုံးရှေ့ရောက်နေကုန်ကြပြီငါဘာလုပ်နေတာလဲနောက်ဆုံးဖုန်းကိုပိတ်လိုက်တယ်ဒါပေမဲ့ Facebook ကိုပဲပိတ်လိုက်နိုင်တာခေါင်းထဲကအတွေးတွေကိုပိတ်ထားလို့မရတော့ဘူးငါလည်းဒီအသက်ကိုရောက်နေပြီဘာမှဖြစ်ဖြစ်မြောင်မြောင်မရှိသေးဘူးသူတို့နဲ့အသက်ကလည်းအတူတူပဲဘာလို့ငါဘဝကဒီလိုဖြစ်နေရတာလဲပြီးတော့အရန်နာကျင်တဲ့မိကွန်းတစ်ခုပေါ်လာတယ်ငါဘဝမှာနောက်ကျနေပြီလားဒီမိကွန်းကိုတစ်ခါလောက်ပဲဖြစ်ဖြစ်ကိုမေးဘူးတယ်ဆိုရင်ဒီနေ့ကျွန်တော်ပြောချင်တာကမိတ်ဆွေနောက်မကျသေးပါဘူးမိတ်ဆွေကတခြားတစ်ယောက်ရဲ့အချိန်စရာနဲ့ကိုဘဝကိုတိုင်းတာနေမိတာဖြစ်နိုင်ပါတယ်ဆိုတော့ဘာကြောင့်သူများဘဝကိုကြည့်ပြီးတော့ကိုဘဝကိုမကျင်တတ်တော့တာလဲစိတ်ပညာမှာ social comparison ဆိုတဲ့အယူဆတစ်ခုရှိတယ်ရိုးရိုးပြောရလို့ရှိရင်လူတွေဟာကိုဘလောက်ကောင်းလဲဘယ်နေရာရောက်နေပြီလဲဆိုတာကိုတခါတလေကြာရင်ကိုဘာသာကိုတီးတက်အကဲဖြတ်တာထက်တခြားသူတွေနဲ့နှိုင်းယှဉ်ပြီးတော့ဆုံးဖြတ်တတ်ကြပါတယ်ဥပမာတစ်လကိုဒေါ်လာ900ရတယ်ဆိုပါစို့ကို့အရင်အခြေအနေအထက်အများကြီးတိုးတက်လာတာဖြစ်လို့ကျေနပ်နေတယ်ဒါပေမဲ့ကိုနဲ့အသက်တူတဲ့တငယ်ချင်းတစ်ယောက်ကဒေါ်လာ2000ရနေတယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာမနေ့ကကျေနပ်နေခဲ့တဲ့ဒီအခြေအနေကိုဒီနေ့မှာမကျေနပ်တော့တာမျိုးဖြစ်နိုင်တယ်ဆိုတော့ဘာပြောင်းလဲသွားတာလဲကိုယ့်ရဲ့ဝင်ငွေကမပြောင်းသွားပါဘူးကိုနှိုင်းရှင်လိုက်တဲ့စံနှုန်းကသာပြောင်းသွားတာပါဒါကိုထပ်ပိုကောင်းတယ်လို့မြင်ရတဲ့သူနဲ့နှိုင်းရှင်ခြင်း upward social comparison လို့ခေါ်ကြတယ်တခါတလေဒီလိုနှိုင်းရှင်ခြင်းကသူလုံနိုင်ရင်ငါလည်းလုံနိုင်တယ်ဆိုတဲ့ motivation ပေးနိုင်တယ်ဆိုပေမဲ့သူလုံနိုင်တယ်ငါကတော့မလုံနိုင်ဘူးဆိုတဲ့ self doubt လည်းဖြစ်လာစေပါတယ်ပြဿနာကအဲ့ဒီမှာစတာအရင်ခေတ်ကကိုနှိုင်းရှင်ဖို့လူအများကြီးမရှိဘူးကိုယ့်ရဲ့အိမ်ကြီးချင်းရှိမယ်ကိုယ့်ရဲ့အတန်းပေါ်ရှိမယ်ကိုယ့်ရဲ့လုပ်ဖို့ခိုင်းပဲရှိမယ်ကိုယ့်ရဲ့စိတ်မျိုးဒီလောက်ပဲအခုကျတော့ဖုန်းလေးတစ်လုံးဖွင့်လိုက်တာနဲ့လူရာပေါင်းများစွာရဲ့ဘဝတွေကိုယ့်ရဲ့ရှေ့ကိုရောက်လာတယ်တကယ်တော့ဒါပြဿနာတစ်ခုပါဆိုရှယ်မီဒီယာမှာကျွန်တော်တို့မြင်နေရတာကလူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးမဟုတ်ပါဘူးသူနိုင်ငံခြားရောက်သွားတဲ့ပုံကိုမြင်တယ်ဒါပေမဲ့အဲ့ဒီနိုင်ငံမှာတယောက်တည်းအထီးကျန်ခဲ့တဲ့ညတွေကိုကိုမမြင်ရဘူးအလုတ်ကောင်းရသွားတဲ့ပို့ကိုကမြင်တယ်ဒါပေမဲ့အလုတ်လျှောက်တာအကြိမ်ကြိမ်ငင်းခံခဲ့ရတာကိုကမမြင်ခဲ့ဘူးမင်္ဂလာဆောင်တဲ့ပုံတွေကိုမြင်တယ်ဒါပေမဲ့ relationship တစ်ခုရဲ့အတွင်းမှာရှိနေတဲ့ပြဿနာတွေကိုကမသိဘူးအဲ့လိုပဲကိုယ်ပိုင်လုပ်ငန်းအောင်မြင်နေတဲ့ပုံတွေကိုမြင်တယ်ဒါပေမဲ့ညာတိုင်းအိတ်မပျော်ဘဲနဲ့ငွေကြေးအတွက်ပူပန်နေရတာကိုမမြင်ဘူးလူတွေကမလိမ်နေကြတာလည်းဖြစ်နိုင်ပါတယ်နောက်ပြီးတော့သူတို့တင်ထားတဲ့အောင်မြင်မှုကလည်းတကယ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒါကသူတို့ဘဝရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်ပြီးတော့ကိုဘာလုပ်နေမိလဲသူများရဲ့အကောင်းဆုံးမြင်ကွင်းကိုယ့်ရဲ့အခက်ခဲဆုံးအချိန်နဲ့နှိုင်းယှဉ်နေမိတယ်အဲ့ဒီ comparison မှာကိုကအစကတည်းကအရှုံးပေးထားပြီးသားဒါပေမဲ့တခြားလူတွေနဲ့ရှင်ရင်ကျွန်တော်တို့မြန်မာလူငယ်တွေအတွက်နောက်ထပ်အရာတစ်ခုရှိနေသေးတယ်
တချို့အချိန်တွေမှာအဲ့ဒီလိုခံစားရတဲ့ခံစားချက်တွေက social media ကြောင့်တည်းမဟုတ်ဘူးမတိကျမှုတွေကြောင့်လည်းခံစားရတတ်တယ်ကိုကဘာဆက်လုပ်ရမလဲမသိဘူးဒီနိုင်ငံမှာပဲဆက်နေရမှာလားနိုင်ငံသားထွက်တင်လားအလုပ်ပြောင်းတင်လားစကီးအစ်စ်တင်လားကိုပိုင်လုပ်ငန်းစတင်လားအသက်ကလည်းတဖြည်းဖြည်းကြီးလာတယ်အိမ်ကလည်းဘယ်တော့အိမ်အောင်ကြမှာလဲသူများသားသမီးတွေတော့ဟိုဒီရောက်နေပြီဆိုတာမျိုးတွေကြားရတယ်အဲ့လိုပဲ Facebook ဖွင့်လိုက်ပြန်ရင်လည်းလူတွေကရှေ့ရောက်နေတယ်ကိုကကြတော့ဘယ်လန်းသွားရမှန်းတောင်မသိကြသေးဘူးဒီအခြေအနေကပို့ပြီးတော့ပင်ပန်းပါတယ်ဘာကြောင့်လဲဆိုတော့လူတစ်ယောက်ဟာလမ်းလျှောက်နေရင်ပင်ပန်းတာတက်ဘယ်လမ်းလျှောက်ရမလဲမသိတာကပို့ပြီးတော့ပင်ပန်းရပါတယ်မတိကျမှုတွေများလာတဲ့အခါကိုထင်းချုပ်လို့ရတဲ့အရာတစ်ခုကိုအုံနောက်ကရှာလာတတ်တယ်အဲ့ဒီအခါသူများဘဝတွေကိုကြည့်တယ်သူကတော့အသက်29မှာဒီရောက်နေပြီသူကအသက်30မှာအိမ်ဝယ်ပြီးပြီသူကကျတော့25မှာတယ်နိုင်ငံခြားကိုရောက်သွားပြီဒီလိုနဲ့တခြားသူတွေရဲ့ milestone တွေကိုဘဝရဲ့ deadline တွေအဖြစ်စသုံးလာမိတော့တယ်အဲ့ဒါကကိုပို့ပြီးတော့ရှုပ်ထွေးစေတယ်ဒီနေရာမှာမေးခွန်းတစ်ခုမေးကြည့်ခြင်းတယ်ဘသူကပြောထားတာလဲအသက်25နှစ်မှာ career တည်ငြိမ်ရမယ်လို့အသက်28နှစ်မှာငွေစုထားနိုင်ရမယ်လို့အသက်30မတိုင်ခင်မှာအိမ်အောင်ကြရမယ်လို့အသက်35နှစ်မှာအိမ်ရဲ့ကားရဲ့အလုပ်ကိုင်ရဲ့အားလုံးအဆင်ပြေရမယ်လို့ဒီတိုင်းလိုင်းကိုဘသူရေးခဲ့တာလဲတကယ်တော့ဘဝကကြောင်းစာမေးပွဲမဟုတ်ပါဘူးလူတိုင်းကိုတစ်ချိန်နဲ့စာရွက်ပေးပြီးတော့အခုချိန်ကစပြီးဆိုပြီးတော့စခိုင်းထားတာမဟုတ်ပါဘူးလူတစ်ယောက်နဲ့တစ်ယောက်မွေးလာတဲ့မိသားစုတွေမတူဘူးငွေကြေးအခြေအနေတွေမတူဘူးရခဲ့တဲ့အခွင့်အရေးတွေလည်းမတူဘူးပညာရေးတွေလည်းမတူဘူးနောက်ပြီးတော့တာဝန်ယူထားရတာတွေကလည်းမတူကြဘူးကျန်းမာရေးကိစ္စတွေလည်းမတူဘူးတွေ့ကြုံခဲ့ရတဲ့ဆုံးရှုံးမှုတွေကလည်းမတူကြပါဘူးပြီးတော့နေထိုင်နေရတဲ့အခြေအနေတောင်မတူပါဘူးဒါတွေအားလုံးမတူတဲ့လူနှစ်ယောက်ကိုအသက်တူလို့တနေရာတဲ့ရောက်နေရမယ်လို့ဘယ်လိုလုပ်ပြောလို့ရနိုင်ပါလဲနောက်တစ်ခုကကိုယ့်ရဲ့တငယ်ချင်းတွေရှေ့ရောက်သွားတာကကိုနောက်ကျသွားတာမဟုတ်ပါဘူးပြိုင်ပွဲတစ်ခုလိုပဲစဉ်းစားကြည့်လိုက်ပါလူတစ်ယောက်ကရှေ့ရသွားရင်ကိုကနောက်ကျသွားတယ်ပေါ့ဘာကြောင့်လဲဘာလို့လဲဆိုတော့ finish line တစ်ခုရှိနေလို့ပါဒါပေမဲ့ဘဝမှာကျတော့ finish line ကမရှိဘူးသူ့ရဲ့အောင်မြင်မှုကနိုင်ငံခြားမှာအလုံးလုံးရတာဖြစ်နေနိုင်တယ်ဒီလိုပဲကိုယ့်ရဲ့အောင်မြင်မှုကမိသားစုနဲ့အတူနေထိုင်နိုင်တာလည်းဖြစ်နိုင်တယ်တယောက်အတွက်အိမ်အောင်ပြုတ်ခြင်းကအိမ်မက်ဖြစ်နိုင်တယ်လို့နောက်တစ်ယောက်အတွက်လွတ်လပ်စွာနေထိုင်နိုင်ခြင်းကလည်းအိမ်မက်ဖြစ်နေနိုင်တယ်တယောက်ယောက်ကငွေကြေးကိုဦးစားပေးတယ်နောက်တစ်ယောက်ကစိတ်အေးချမ်းမှုကိုဦးစားပေးတယ်ဒါကြောင့်သူတို့တွေရှေ့ရောက်သွားတာမဟုတ်ဘူးသူတို့ကသူတို့ရဲ့လမ်းပေါ်မှာသွားနေကြတာကိုကလည်းကိုယ့်ရဲ့လမ်းပေါ်မှာရှိနေပါတယ်ဒါဆိုရင်ကိုလုံးမိခဲ့တဲ့ comparison တွေကြောင့်စိတ်ဖိစီးလာတဲ့အခါဘာတွေလုပ်လို့ရနိုင်မလဲပထမဆုံး social media ကိုလုံးဝဖျက်ပစ်ဖို့မလိုအဲ့ဒီအစားကိုယ့်ရဲ့စိတ်ကိုမေးကြည့်ပါဒီလူရဲ့ post ကိုကြည့်ပြီးတော့ငါဘာခံစားနေရလဲမနာလိုဖြစ်နေတာလားစိတ်ပူနေတာလားကိုအားမရဖြစ်နေတာလားငါနောက်ကျနေပြီလို့ခံစားနေရတာလားပြီးရင်အဲ့ဒီခံစားချက်တွေကိုအပြစ်မတင်ပါနဲ့အဲ့ဒီအစားအဲ့ဒီ comparison ကကိုယ့်အကြောင်းဘာပြောနေလဲဆိုတာကိုသေချာသတိထားကြည့်ပါသူနိုင်ငံခြားရောက်သွားတာကိုမြင်ပြီးတော့ကိုမနာလိုဖြစ်တယ်ဆိုကြပါစို့တကယ်လို့ချင်တာနိုင်ငံခြားကိုသွားဖို့လားဒါမှမဟုတ်ကိုယ့်ရဲ့ဘဝမှာတိုးတက်နေတယ်ဆိုတဲ့ခံစားချက်ကိုလိုချင်တာလားဒီလိုပဲသူအိမ်အောင်ကြတာမြင်ပြီးတော့စိတ်သက်ကျသွားတယ်တကယ်လိုချင်တာကမင်္ဂလာဆောင်ဖို့လားဒါမှမဟုတ်ကိုယ့်ကိုချစ်ပေးမဲ့သူတယောက်နဲ့နီးကပ်မှုကိုလိုချင်နေတာလားသူအလောက်ကောင်းရတာမြင်ပြီးတော့မနာလို့ဖြစ်တယ်
တကယ်လို့ချင်တာသူ့ရဲ့အလုပ်လားဒါမှမဟုတ်ရင်ကိုဘဝမှာလဲရှေ့ကိုရွေ့နေတယ်ဆိုတဲ့ခံစားချက်လား comparison တွေကိုရိုက်နှက်ဖို့သုံးမဲ့အစားကိုဘာလို့ချင်လဲဆိုတာသိဖို့အချက်လက်အဖြစ်နဲ့အသုံးချကြည့်လိုက်ပါနောက်တစ်ခုကတော့ကိုဘဝကိုအရင်ကကိုနဲ့နှိုင်းရှင်ပါဒီတစ်နှစ်ရဲ့အရင်ကကိုကဘလို့လူလဲအခုကိုကဘာတွေတင်ယူခဲ့ပြီးပြီလဲဘယ်အရာတွေကိုကြော်ဖြတ်ခဲ့ပြီးပြီလဲအရင်ကမလုံနိုင်ခဲ့ပေမဲ့အခုလုံနိုင်လာတာဘာရှိလဲတိုးတက်မှုတိုင်းက Instagram မှာတင်လို့ကောင်းတဲ့တိုးတက်မှုတွေတော့မဟုတ်ဘူးတချို့တိုးတက်မှုတွေကပတ်စံပိုရလာတာမဟုတ်ဘူး no လို့ပြောတတ်လာတာလူအမားတွေကိုလှုပ်ချတတ်လာတာကိုယ့်ရဲ့စိတ်ချမ်းသာရေးကိုဂရုစိုက်တတ်လာတာမိသားစုကိုပို့ပြီးတော့နားလည်လာတာအရှုံးတစ်ခုကနေပြန်ပြီးတော့ထနိုင်လာတာအရင်ကကြောက်ခဲ့တဲ့အရာတွေကိုအခုလုံနိုင်လာတာကိုပို့ပြီးတော့နားလည်လာတာဒီအရာတွေကဆိုရှယ်မီဒီယာမှာဖော်ပြလို့မရပါဘူးဒါပေမဲ့ဒါတွေကလည်းတိုးတက်မှုတွေပါပဲဆိုတော့ဘဝကြီးတစ်ခုလုံးကိုဖြည့်ရှင်းဖို့မကြိုးစားပါနဲ့ငါဘဝဘာဖြစ်လာမလဲဆိုတဲ့မိဂုံးကြီးကအရန်ကိုကြည်လွန်ပါတယ်နောက်ပြီးတော့အဖြေမရှိလို့လည်းစိတ်ကလည်းဖြည့်စည်းရပါသေးတယ်ဒါကြောင့်ကိုမေးတဲ့မိဂုံးတွေကိုသိအောင်လုပ်ကြည့်ပါနောက်3လအတွင်းငါဘဝကိုနည်းနည်းပိုကောင်းအောင်ဘာလုပ်လာနိုင်မလဲဒီလောက်ပါပဲစကေးအသစ်တစ်ခုတင်မလားပတ်စံနည်းနည်းပို့စုမလား CV ပြန်ပြင်မလားကျမ်းမာရေးကိုပြန်ဂရုစိုက်မလားအင်္ဂလိပ်စာတိုးတက်အောင်လုပ်မလားကိုချစ်တဲ့သူတွေကိုအချိန်ပိုပြီးတော့ပေးမလားအဖြေတစ်ခုကိုပဲရွေးကြည့်လိုက်ပြီးရင်ကိုထိန်းချုပ်နိုင်တဲ့နောက်တစ်လမ်းကိုဆက်လမ်းပါလမ်းတစ်ခုလုံးမြင်ရမှလမ်းလျှောက်ရတာမဟုတ်ပါဘူးနောက်တစ်လမ်းစာမြင်ရင်နောက်တစ်လမ်းလှမ်းလိုက်လို့ရပါပြီဆိုတော့နောက်ဆုံးပြောချင်တာကဒီည Facebook ကိုဖွင့်သုံးလိုက်တဲ့အခါတကယ်ချင်းတယောက်နိုင်ငံခြားရောက်နေတဲ့ပုံကိုတွေ့ကောင်းတွေ့နိုင်တယ်တယောက်ကအလုပ်ကောင်းရနေမယ်တယောက်ကမင်္ဂလာဆောင်နေမယ်တယောက်ကကိုလိုချင်တဲ့ဘဝမျိုးနေသလိုမြင်ရနိုင်တယ်အဲ့ဒီအချိန်မှာရင်ထဲကအတန်လေးတစ်ခုထွက်လာနိုင်တယ်ငါကတော့ဆိုပြီးတော့ဒါပေမဲ့အဲ့ဒီအတန်ကိုအဲ့ဒီနေရာမှာခဏရက်လိုက်ပါပြီးတော့ကိုဒီလိုပြန်ပြောကြည့်သူ့အချိန်နဲ့ငါအချိန်မတူဘူးသူ့လမ်းနဲ့ငါလမ်းမတူဘူးသူအောင်မြင်နေတာကငါကြရှုံးနေတယ်လို့မဆိုလိုဘူးပြီးတော့အရေးကြီးဆုံးတစ်ခုငါနောက်ကျနေတာမဟုတ်ဘူးတခါတလေကိုကနောက်ကျနေတာမဟုတ်ဘူးကိုမသွားတဲ့လမ်းတစ်ခုကိုမလိုက်မိဖို့ရက်ပြီးစဉ်းစားနေတာလေဖြစ်နိုင်တယ်တခါတလေကိုကရက်နေတာမဟုတ်ဘူးပြန်လဲအားဖြည့်နေတာလည်းဖြစ်နိုင်တယ်တခါတလေဘာမှမဖြစ်လာသလိုထင်ရတဲ့နှစ်တွေရတော့နောက်ပိုင်းမှာကိုဘဝကိုပြောင်းလဲပေးမယ့်အရာတွေအတွက်အခြေခံတည်ဆောက်နေတဲ့နှစ်တွေဖြစ်နိုင်ပါတယ်ဒါကြောင့်သူများရဲ့ chapter 10ကိုကြည့်ပြီးတော့ကိုယ့်ရဲ့ chapter 3ကိုအရှုံးလို့မသတ်မှတ်လိုက်ပါနဲ့ကိုဘဝရဲ့တန်ဖိုးကိုအသက်ဘလောက်မှာဘယ်နေရာရောက်ခဲ့လဲဆိုတာနဲ့မတိုင်းတာပါနဲ့ဘဝကပြိုင်ပွဲတစ်ခုမဟုတ်ပါဘူးအချိန်မီရောက်ရမယ့်ဘူတာတစ်ခုလည်းမဟုတ်ဘူးဒါကကိုယ်တိုင်ရှောက်ရမယ့်ဘဝခီးတစ်ခုပါဒီနေ့ကိုလုပ်ရမယ့်အရာကလူတိုင်းကိုအမိလိုက်ဖို့မဟုတ်ဘူးမနေ့ကကိုထက်ဒီနေ့နည်းနည်းပိုကောင်းလာဖို့ပါပဲဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေကလည်းငါဘဝနောက်ကျနေပြီလို့မကြာခဏခံစားနေရတဲ့သူတယောက်ဆိုရင်ဒီနေ့ကစပြီးတော့စကားတစ်ခွန်းပြောင်းပြောကြည့်ပါငါနောက်ကျနေတာမဟုတ်ဘူးငါလမ်းကိုငါရှောက်နေတယ်အခုချိန်မှာမိတ်ဆွေရဲ့ဘဝကဘလို့ပဲဖြစ်နေပါစေကိုယ့်ရဲ့ chapter တစ်ခုတည်းကိုကြည့်ပြီးတော့ဘဝစာအုပ်တစ်ခုလုံးရဲ့အဆုံးသက်ကိုမဆုံးဖြတ်လိုက်ပါနဲ့ဇလန်းကမပြီးသေးပါဘူးဆိုတော့ဒီဗီဒီယိုလေးကလက်တလောကိုဘဝကိုနောက်ကျနေတယ်လို့ခံစားနေရတဲ့မိတ်ဆွေအတွက်အကျိုးတစုံတရာရှိတယ်ဆိုရင်ပဲကျေနပ်ပါတယ်အားလုံးပဲပို၍လာတော့မနှက်ဖြန်များကိုပိုင်ဆိုင်နိုင်ကြပါစေ။